ရှင်ဒီနေ့မှာတော့ဖုန်းနဲ့ iPad အသုံးပြုရတဲ့သူတွေအတွက် remote ကထုတ်တဲ့ ABC Series Stylus Pen အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ပန်ရဲ့အပေါ်ဘက်မှာတော့ခလုတ်လေးတစ်ခုရှိပါတယ်။အဲဒီခလုတ်လေးကိုနှစ်ချက်နှိပ်လိုက်မယ်ဆိုရင်အပြောင်မီးလေးပြောင်းသွားပြီးတော့နောက်ထပ်နှစ်ချက်ထပ်နှိပ်မယ်ဆိုလို့ရှိရင်တော့အစိမ်းရောင်မီးလေးပြောင်းသွားမှာပဲဖြစ်ပါတယ်။ပန်ရဲ့ဘေးဘက်ပေါ်နားလေးမှာတော့တိုက်စီချာခြင်းမော့တစ်ခုနဲ့အားလက်ချောင်ပြသပေးမယ် LED မီးလုံးလေးရှိပါတယ်။ဒီအပြောင်ရောင်မီးလေးကတော့ Android user တွေအတွက်ရော iOS user တွေအတွက်ရောအသုံးပြုလို့ရမှာဖြစ်ပါတယ်။ iPad မှာ Pen Rejection သုံးနေတဲ့သူတွေအတွက်ကတော့ဒီအစိမ်းရောင်မီးလေးကိုပြောင်းပြီးတော့သုံးပြရမှာပဲဖြစ်ပါတယ်။ Pen Rejection ကိုတော့နောက်18နောက်ပိုင်းထွက်တဲ့ iPad တွေမှာသာအသုံးပြုလို့ရမှာပဲဖြစ်ပါတယ်။ဒီပန်လေးမှာနောက်ထပ်ခေါင်းပုံနှစ်ခုပါပြီးတော့အလွယ်တကူလေးဖြုတ်တက်လို့ရပါတယ်။ဒီပန်လေးရဆိုရင်တော့ Bluetooth နဲ့ချိတ်ဆက်စရာမလိုဘဲနဲ့ဖုန်းနဲ့တိုက်ရိုက်အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်။ပုံမှန်ပုတ်ပုတ်ပပနဲ့ touch screen ကိုအသုံးပြုရတဲ့သူတွေအတွက်ကတော့ဒီထိပ်ပိတ်ခေါင်းလေးနဲ့အသုံးပြုလို့ရပြီးတော့ပုံဆွဲတာနဲ့စာရေးတာပြုလုပ်မယ်ဆိုရင်တော့ဒီထိပ်ဝင်ခေါင်းလေးနဲ့အသုံးပြုတာပိုပြီးတော့အဆင်ပြေပါတယ်။အားလက်ချံကိုတော့ဒီ LED မီဒီယာကနေပြသပေးပြီးတော့အကြမ်းမြင့်အားဖြင့်တထုံးကို 25% ရှိတယ်လို့သတ်မှတ်လို့ရတယ်။အားသွင်းနေတဲ့အချိန်မှာတော့ LED မီဒီယာမိတ်တုပ်ဖြစ်နေပြီးတော့အားပြည့်သွားတဲ့အခါမှာဆိုရင်တော့မီဒီယာပိတ်သွားမှာပဲဖြစ်ပါတယ်။ပန်မှာ magnetic ပါတဲ့အတွက်ကြောင့်မို့လို့အသုံးပြုပေးတာနဲ့အလွယ်တကူကတ်ထားလို့လည်းရတယ်။ကဲဒါဆိုရင်တော့နောက်ထပ်သိချင်တဲ့ product လေးတွေရှိရဲဆိုလဲ comment မှာမှတ်ပေးခဲ့ကြအောင်နော်။ channel လေးကိုလည်း subscribe လုပ်ဖို့မမေ့နဲ့ဘူးနော်။